စီချိုနဲ့သွေးတို့ကိုပါကိုမကူပါနဲ့ကိုနဲ့အဆင်ပြေဆုံးကိုပြလို့အဆင်ပြေဆုံးဆရာဝန်တယောက်နဲ့တီးတန့်ပြပါနောက်တစ်ခုကကြတော့ကိုကိုကြည့်ပေးနေတဲ့စီချိုကိုသွေးတို့ကိုရှိပြီဆိုလို့ရှိရင်ကိုနဲ့ဒီတယောက်ဒီတသမတ်ထဲဆရာဝန်တယောက်ထဲတီးတန့်ပြတာဒီအများကြီးပိုကောင်းပါတယ်ဒီလူမျိုးတီးတန့်တယောက်ထဲပြလေလေဒီဆရာဝန်ကကိုအကြောင်းပိုသိနေလေကိုကိုပို့ပြီးတော့အကြံဉာဏ်ပေးနိုင်နေလေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ family medicine ဘာသာရပ်မှာဆိုလို့ရှိရင်ဒါမျိုးကို continuing care လို့ခေါ်ပါတယ်အဲ့တော့ continuing care ကဘယ်လောက်တောင်မှအကျိုးရှိစေတယ်ဆိုလို့ရှိရင်ဥပမာကျွန်တော်တို့ကဒီလူနာတယောက်ကကိုပုံမှန်ကြည့်နေတဲ့လူနာဆိုလို့ရှိရင်ဒီလူနာဒီတခုခုအကြောင်းရင်းရှိလို့ကျွန်တော်တို့စီကိုဖုန်းဆက်ပြီးတော့consultation လုပ်ဒီ telephone consultation ကိုခေါ်တဲ့ဒီလိုမျိုးဖုန်းဆက်ပြီးတော့အမှတခုခုကြောင့်အကြံဉာဏ်တောင်းခဲ့ပြီးရှိတော့ကျွန်တော်တို့ဒီလူနာကိုမှတ်မိတယ်ခါကြလို့ရှိရင်လည်းကိုယ့်ရဲ့ဒီကျွန်တော်တို့ရဲ့ဒီ electronic medical record လို့ခေါ်တဲ့ EMR စနစ်ထဲမှာပြန်ကြည့်လိုက်တဲ့အခါမှာဒီလူနာတွေတို့ကိုယ့်စီမှာပုံမှန်ပြနေတဲ့လူနာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ telephone ကတစ်ဆင့်အကြံဉာဏ်လေးပေးနိုင်ပါတယ်ဒါမျိုးကိုကျွန်တော်တို့စီမှာဒါ continuing care လို့ခေါ်ပါတယ်